မော်တော်မြို့နယ်မြောက်ပိုင်းလက်ဖို့ကောက်ကီစီစခန်းမှာရောက်ရှိနေကြတဲ့မွတ်စလင်စစ်ပေးရှောင်တွေအနေနဲ့ဤပွဲတော်မတိုင်မီသူတို့ရဲ့နေရက်မော်တော်မြို့ထေးကိုပြန်ရှင်နေကြတယ်လို့သတင်းရရှိပါတယ်။လက်ဖို့ကောက်ကီစီစခန်းမှာနေတဲ့သူတွေဟာကိုယ့်အိမ်ကိုပြန်ပြီးဤပွဲတော်ကိုကိုယ့်အိမ်မှာပဲကျန်းပနိုင်ဖို့မျှော်လင့်နေကြတယ်လို့လက်ဖို့ကောက်ကီစီစခန်းကစစ်ပေးရှောင်တွေကပြောပါတယ်။လက်ဖို့ကောင်မှာအိမ်မပြန်နိုင်သေးတဲ့စစ်ပေးရှောင်300လောက်ရှိနေပြီးအားခပြည်သူတော်လှန်ရေးအစိုးရရဲ့တာဝန်ရှိသူတွေကိုလည်းတိရောက်လို့ပြောပြစီရှင်တယ်လို့သူကဆိုပါတယ်။လက်ဖို့ကောက်ကီစီစခန်းမှာမော်တော်မြို့ပေါ်ရက်ကွက်1ရက်ကွက်2ရက်ကွက်4ကရင်တဲ့ရက်ကွက်နဲ့မောင်နီကြီးော်တွေကဖြစ်ကြပြီးအိမ်မပြန်နိုင်ကြသေးဘူးလို့ဆိုပါတယ်။မော်တော်မြို့ကအထက်တန်းကြောက်သူအမျိုးသမီးငယ်တယောက်ကလည်းသူတို့အနေနဲ့ဤပွဲတော်မတိုင်မီအိမ်ပြန်လို့တဲ့အတွက်ကိုကြီးပေးစီရှင်တယ်လို့သူကပြောလာပါတယ်ခင်ဗျာ။